10ကြောင့်ဆိုတစ်ချောင်းကျွတ်နေရမယ်မိမကြိုက်တာ။အိုးမျက်လုံးဆိုလည်းအခုတအားပြူတာလည်းမကြိုက်ဘူးမေးတာလည်းမကြိုက်ဘူးကွာသူများတွေကအခုကဘာမှာတင်လာတာမျက်နှာဝိုင်းနေသိတယ်မလားမျက်လုံးမှေးတာလို့တင်ထားတာငါတို့ကအဲ့လိုမဟုတ်မျက်လုံးကမှေးတဲ့တဲမှာလည်းမပါဝိုင်းတဲ့တဲမှာလည်းမရှိတဲ့ဆိုတော့ကြအရှိလည်းမျိုးအဝါပြလိုက်တာမှွေးနေတာပဲတဲ့နှလုံးသားနှစ်ခုထပ်နေတယ်ဆိုတော့ဘယ်လိုနှစ်ခုထက်တာလဲတစ်ခုတည်းပဲရှိတာပါတစ်ခုတည်းပုံကမိမနှလုံးသားတစ်ခုပြောက်သွားတာဘယ်ဟုတ်လဲယောက်ျားဒီနှလုံးသားမှာနှစ်ခုသွားထပ်နေတာအကိုပွားလေးကိုကိုပွားပြီးတော့ချစ်ပြီးတော့ကွာထပ်နေတာဟုတ်အိုးနှင်းနေလို့ပဲအုတ်သားငါယောက်ျားကမြဲတဲ့လုံကြုံနေပူရကြတယ်အဲ့နားတော့ပိုချစ်တာပိုချစ်တော့ပိုနာတာပေါ့သူနဲ့တိတ်ချစ်တာဗျာအဲ့တော့ရမ်းချစ်တာဥစုပဲတော့ချစ်တာကျွန်တော်ကြည့်ရမ်းကြောက်တာလေပြောတော့ကျွန်တော်ကြည့်ရမ်းလာတယ်ဆိုပဲသူ့မျက်လုံးထဲမှာလေအချစ်မျက်လုံးတွေကဝင်နေတာမသိဘူးအားရလေးရတော်တော်လေးအကောင်းလေးနဲ့စားရတော့ပြည့်ပြည့်လေးကိုယူနေရကောင်းတယ်ပြောတာခွင်ညီမလေးဒီမရကဝေဖက်မှသာဒီအိတ်လေးကန်လိုက်ကန်ကြည့်ပါလားကဲဒီဗီဒီယိုတွေကလူကတော့ဗျာနော်တတူးထုံးရင်းနဲ့ဒါပိုးဝင်သွားရတဲ့ခုလိုမျိုးဖြစ်သွားရပါဗျာနော်ဒါပေမဲ့လည်းသူတို့ရဲ့အိမ်တော်ကြီးသူတို့ရဲ့တွဲလေးကဗျာနော်ဘယ်လောက်တောင်ချစ်ဖို့ကောင်းတယ်လို့ခုဆိုဗျာနော် line ပေါ်မှာဒါထင်းမို့ကြောကြားလာလဲဆိုတာတော့ကျွန်တော်တို့တူတူကြည့်ကြည့်အောင်ဗျာနော်နာမည်ကတော့ကိုနဂါးလေးလို့သိရတယ်ဗျာနော်အာဝါဒီကတော့ပြောအော်ရောင်အစားအဖွင့်ပါကြတဲ့နော်ရိုးပြလိုက်တာနော်ဒါကြောင့်လေဒါ line ပေါ်မှာနာမည်ကြီးလာတာထင်ပါတယ်နော်တချို့ကလည်းဒီပြားလာဗျာနော်ဘယ်လိုဖြစ်တာလဲဘာညာပေါ့ဗျာနော်တနားရဲ့လူလည်းရှိရပေါ့နှလုံးသားနှစ်ခုထပ်နေတယ်ဆိုတော့ဘယ်လိုနှစ်ခုထက်တာလဲတစ်ခုတည်းပဲရှိတာပါတစ်ခုတည်းပုံကမိမနှလုံးသားတစ်ခုပြောက်သွားတာဘယ်ဟုတ်လဲယောက်ျားဒီနှလုံးသားမှာနှစ်ခုသွားထပ်နေတာအကိုပွားလေးကိုပွားပြီးတော့ချစ်ပြီးတော့ကွာတော့ဟုတ်အိုးတပင်းလေးကဘလို့ကြီးတယ်မသိဘူးတပင်းကနှစ်ဖူးကမကျဲတာမဟုတ်မပြောင်းတာလည်းမဟုတ်ပဲနဲ့လေလိန်ရင်ကွင်းပုံစံဖြစ်နေတယ်ပြက်နေတာဟောအဲ့ဆိုလိန်ရင်ဒီပါထားတဲ့နေရာမကြည့်ဟွိဆိုတင်ထားလို့ရလိန်ရင်ထားမဲ့လူကြီးကျွန်တော်မိမတပူးမှလာထားကြီးသူကကျွန်တော်တဲ့ဗျမ်းကျယ်လို့လေမဟုတ်လေလိန်ထားမဟုတ်လေဟုတ်တယ်လေလိန်ထားတယ်မဟုတ်ဒါအချစ်တင်နေတာဆိုယောက်ျားလေးတယောက်ထားဖို့တော့မိမအေယာမနှစ်ခုပြောင်းလို့တင်ထားမှာဒီမှာကိုနဂါးလေးကတိတ်မကျူဘူးเนาะမိမကကျူးတယ်เนาะမိမကကျူးတယ်မြင်တဲ့အတိုင်းပဲเนาะလင်းထားဖို့မဟုတ်ဘူးလေเนาะကိုယ်ထားဖို့လေထွေးခွန်းလာအေးရက်တောင်လည်းမရှိဘူးပြရမိမဟုတ်ထလက်ပြနဲ့ခတ်တယ်ထလက်ပြနဲ့ခတ်အေးမလို့လားတဘာဝကြောက်မလို့ဒီကအေးဖို့လို့အလဲကောင်းရမင်းအေးနေတာအေးချိုကိုမခလေးကမြန်လူကြီးဖြစ်နေအင်းညဒီလို့ပင်မန်းတယ်မင်းနော်ပင်မန်းတာပဲအလုပ်ပါဟာဒါတော့ခင်းနေရပဲဘာဖြစ်ပါဘူးဒါတော့ကျမရဲ့ချစ်လင်လေးပေါ့နော်ချစ်လင်လို့ခင်ဗျားလိုမျိုးအကြီးမဟုတ်ဘူးနော်ချစ်လင်တစ်သေးလေးဒီကျွန်တော်တစ်သေးလေးပါကတုံးလေးချစ်လင်လေးတစ်သေးလေးမလီငါယောက်ျားချွေးထွက်တော့မျက်နှာလေးကမဲဟွာမိမအသားကြီးလည်းဟွာဖြစ်ကုန်မှာကြာမိမရေဒီနေ့ခုံးနေတယ်ခုံးနေလားအရင်ခုံးရမိမကိုချစ်နေလို့နေမှာပေါ့ဟုတ်တယ်အာဝါဒဆက်ပြီးတယ်အာဝါဒဆက်ပြောင်းအာဝါဒလိုက်တာမှုေးနေတာပဲဒါနှလုံးသားလေးကနှလုံးသားလေးသူများလူမျိုးတစ်ခုတည်းမရှိဘူးသိလားနှလုံးသားနှစ်ခုထပ်နေတယ်ဆိုတော့ဘယ်လိုနှစ်ခုထက်တာလဲတစ်ခုတည်းပဲရှိတာပါတစ်ခုတည်းပုံကမိမနှလုံးသားတစ်ခုပြောက်သွားတာဘယ်ဟုတ်လဲယောက်ျားဒီနှလုံးသားမှာနှစ်ခုသွားထပ်နေတာအကိုပွားလေးကိုပွားပြီးတော့ချစ်ပြီးတော့ကွာထပ်နေတာဟုတ်အိုးအပြင်မှာရင်ချစ်တာမဟုတ်ဘူးနဲ့တင်မယ်ဒီနှလုံးသားလေးညတော့အိမ်တော့မိမအိမ်တော့ညအတိတ်ကကြည့်လိုက်တယ်နှလုံးသားလေးကလေခုံးတော့တရင်လို့တော့မိမကြည့်တယ်နှလုံးသားရက်နှလုံးသားဘယ်ရောက်သွားကြီးလဲမသိဘူးဆိုတေချာစဉ်းစားတာအခုမှပဲဘယ်ဟုတ်လဲကနှလုံးသားအပြင်မှာနှစ်ခုထပ်နေတာဟုတ်အဲ့ဒါတစ်ခုပြန်ယူလေရောခွဲပြီးတော့ထုတ်ပေးမယ်ဩရပစ္စည်းတစ်ခုပါဒီနှလုံးသားတစ်ခုမိမနှလုံးသားတစ်ခုပါဒီမှာပတ်ထန်နေတော့လုံခြုံသွားတာဗောလို့ဩကြေကြေပဲထဲတော့လုံခြုံသွားတာဒါဗောမိမရှိမှရှိနေအန်ရီတွေများတယ်လို့သိတယ်မလားဟုတ်နေအဲ့ကနေဆိုဒီနှလုံးသားရှိနေကြောက်ပြီးရင်းနေတုံလာပါရှိနေယောက်ျားလေးကမှရှိနေမိမနေနေတူတူနဲ့လှုပ်ရှားနေတာရမကြောက်ကျွန်တော်ဘာမှမကြောက်ဟုတ်ကဲ့ပြလိုက်တာနော်ကြောက်မကြောက်ဒီတွဲမြင်တော့ဗျာနော်ကောင်းကင်ဘောကလာမေးဆိုတာ TikTok ဘောကဗျာနော်အတွဲဗျာနော်ရိုးပြနိုင်တဲ့အတွဲကိုလည်းဒါတွားပြီးတော့တတိယရဗျာနော်ဆိုတော့စကားပြောပေါ့ဟိုကတော့ဗျာနော်ယောက်ျားပို့ပြီးတော့ပြောရဗျာနော်ဒီမှာတော့ဒါမိန်းကလေးကပို့ပြီးတော့ဗျာနော်မိန်းမဖြစ်တော့ပို့ပြီးတော့ကြွယ်ပြီးတော့ရိုးတယ်ပေါ့ဟိုဒီကဟိုရမ်းပူတွေ့ရပါပြီအကျော်တွေကြီးနေတာမကျော်တွေထောင်းအဘယ်ဘင်းအကျော်ကြီးထောင်းအကျော်ကြီးရောဟာရောဒီကတော့ဝီတွေကထိုးနေတယ်တချူ
ထိုးညာဒါပေမဲ့ဒီကခဏကုန်နေကြတော့အရင်မပြီးတော့ဘူး မိမ ကိုကတစ်ချက်တော့ထိုးနေတယ် မိမဆိုတော့ဗလားတစ်ချက်ထိုးကြည့်မယ်စမ်းပြီးတော့ လောက်ပါနဲ့မိမရေတို့ကသွားတဲ့ချောင်းကျူးနေတာမိမထိုးလို့ဒီဘက်သွားတဲ့ချောင်းမှာကျူးသွားတဲ့ချောင်းကျူးဒီလိုဖြစ်ကုန်ဦးမယ် မလေးအဲ့လိုမကြအဲ့လိုသွားကျူအောင်လို့ပိုင်ဆိုင်ထားတဲ့ရုပ်ရည်မျိုးဆိုတာရှားတယ်နော်ဒါဖြစ်လို့ဆိုတုံတောင်လူတွေကလေသွားကျူးမှာလို့မျက်ကွင်းကြီးညူမှာလို့ကြောက်ကြအားကြမိမကြသူလိုမဟုတ်ကိုယောက်ျားလေးကအလှအမျိုးစုံပိုင်ဆိုင်နေရမယ်သွားသူလဲကွာအခုသွားစိတ်တောင်သူတစ်ချောင်းကျွတ်နေရမယ်မိမကြိုက်တာ အိုး မျက်လုံးသူလည်းအခုတားပြူတာလည်းမကြိုက်ဘူးမေးတာလည်းမကြိုက်ဘူးကွာသူများတွေကအခုကဘာမှာတင်လာတာမျက်နှာဝိုင်းနေသိတယ်မလားမျက်လုံးမှေးတာလို့တင်စားတာငါတို့ကအဲ့လိုမဟုတ်မျက်လုံးကမှေးတဲ့တဲမှာလည်းမပါဝိုင်းတဲ့တဲမှာလည်းမရှိတဲ့ဆိုတော့ကြအရှိလည်းမျိုးဒီလိုမျိုးကြချော့ကာလို့ရှိတယ်မျိုးလေးအဲ့လိုညနာတွေလှလောက်လာ ကြောက်ကရုံလေးပေါ့ တရားကြည့်ငါတို့ကလည်းမျက်နှာတရားကြည့်တာမလီကြာကျေတာရနက်ခတ်ကြည့်တယ်မင်းသားလေးလိုပဲအမလီချစ်လိုက်တာတုံးဒီပြနေမှာမိမရေ ချစ်လိုက်တာအမလီမျိုးလုံးလေးပိတ်ကြတယ် မိမရဲ့အနမ်းရတယ်မဆန်လုံးနဲ့ မကြမိမရဲ့အနမ်းတွေကလေစောင်းရဒီမှာလေနှင်းမမြင်မိုးမမြင်လို့တွေ့လားနှင်းနဲ့အုပ်ဆိုင်တယ်မိမရဲ့အနမ်းတကွန်းနှင်းနေလို့ပဲအုပ်ဆိုင်ငါယောက်ျားကမှမြဲတယ်လုံကြုံနေ ပူရတယ်ကြတော့အဲ့နားတော့လေ ပိုးချစ်တာပိုးချစ်တော့ပိုးနာနာပေါ့ ကိုယူနေရကောင်းနေပြောတော့ခွင်ညီမလေးရေသူမတကဝေဖက်မှသာဒီအိတ်လေးကန်လိုက်ကန်ကြည့်ပါလား ကဲနော်လူတစ်ဖက်သားကိုနော်ယူစရာကောင်းတယ်လို့ယုံလိုက်တာတော့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောနေရရုပ်ရည်ဆိုတာမတည်မြဲဘူးရင်ထဲကစိတ်သက်သာတည်မြဲတာနော်ညီမလေးတို့မိန်းကလေးဓာတ်မဲ့နဲ့သူများကောင်ပြောချင်ဆိုချင်လိုက်တာတကယ်တော်စိတ်ပြတ်ဖို့ကောင်းတယ်အဲ့တော့ညီမလေးတို့ပြောနေမယ်အတူတူပေါ့နော်ဝင်ငွေလေးတိုးအောင်ရှာပြီးတော့အမရဲ့ဒီအိတ်လေးတွေကိုဝယ်ကိုင်းပါလားဒီမှာ ဒါမျိုးတွေ့ဘူးလား ဒါလေးတွေဝယ်ကိုင်းလိုက်ပါလားညီမလေးသူများကိုဘာဖြစ်တယ်ညာဖြစ်တယ်မပြောနဲ့နော်ဘာကြောင့်လဲဆိုတော့ညီမလေးစိတ်သက်ကောင်းမှုသာအဓိကပဲရုပ်ရည်ဆိုတာအချိန်မီပြောင်းလဲသွားနိုင်တယ်ဒီကိုကြီးဒီရုပ်ရည်ပြောင်းလဲသွားရဲဆိုတာ तू မကောင်းတာလိုက်စားလို့လည်းမဟုတ်ဘူးရက်တေတာတောက်စားလို့လည်းမဟုတ်ဘူးဒါပေမဲ့ညီမလေးတို့ကမသိပဲနဲ့အတင်းအဓမ္မရုပ်ဝေးဖမ်းနေတယ် तू နားလေတက်ကြမ်းတာလေးတွေနဲ့ तू က तू ဆော့တာလေးကိုညီမလေးတို့ကအားမပေးတဲ့အပြင်မှာအားမပေးမကြည့်ချင်ကြော်သွားလူတစ်ဖက်သားကိုမပြောမဆိုပဲအဲ့နေရာမှာကိုယ့်အကိုကိုယ့်ရဲ့မောင်ကိုယ့်ရဲ့အဖေဆိုညီမလေးတို့ဘယ်လိုလုပ်မလဲအဲ့တော့မိန်းကလေးတွေဓာတ်မဲ့နဲ့စီးရှိပါနောက်တစ်ခါဆိုရင်နော်လိုက်ဆဲမှာငိမ့်ငိမ့်တဲ့မပါဘူးပြောပြတာတိဖို့ လိုင်းပေါ်ကမိုးလေးတို့အားပေးတယ်ညီကမိဘပြည်သူပေါင်းလာတာအားလုံးပဲမင်္ဂလာပါလို့ဒါမိုးလေးရောက်နေရတော့မိကွက်လေးဖြစ်ပါတယ်မိကွက်လေးမှတ်တိုင်စင် အောင်မြစ်တာ အောင်မြင့်တာလမ်းထဲမှာဖွင့်ထားတယ်ဒီနေ့မိုဘိုင်းဆိုင်လေးပဲဖြစ်ပါတယ်ပေါ့နော်ဖုန်းလေးတွေလည်းအားလုံးစတာရသူသေးလေးနဲ့ဒီပေါ့နော်ခတ်တဲ့အစီအပြောင်းလို့လုပ်ပေးထားပါတယ်ပေါ့နော်နေရပဲလာလာမျိုးရပဲလာလာဒီဆိုင်လေးကိုဝင်ရောက်ပြီးအားပေးကြပါဦးဒီဆိုင်မှာအစားသုံးအရှုံးမရှိ3ရက်3ဝင်ရှိပါတယ်ပေါ့နော်မကြိုက်ဘူးပြန်ပြီးတော့ပေါ့နော်အလဲထက်ခြင်းတဲ့လူများရှိလို့ဆိုရင်လည်းဈေးနှုန်းချင်းအတူတူပြန်ပြီးအလဲထပ်ပေးပါတယ်ပေါ့နော်အလဲထပ်ပေးတယ်ဆိုတာလည်း3လအာမခံရှိပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီဆိုင်လေးမှာအကုန်လုံးကဝန်ထမ်းလေးတွေအကုန်လုံးကလည်းချူတာသွားနေအကုန်လုံးကသဘောကောင်းကြပါတယ်ပေါ့နော်ဒီတဘောထားကောင်းပြီးတော့အကုန်လုံးကပေါ့နော်ပေါ်ပေါ်ရည်နဲ့မတိတာနားမလဲတာဆိုလို့ရှိရင်လည်းပေါ့နော်တလုံးရင်းရှင်းပြပြီးတော့တလုံးရင်းပဲပြန်ပြောပြပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဘယ်နေရာပဲလာလာနေရာပဲလာလာမြို့ပဲလာလာမိကွက်တိလေးရောက်လို့ရှိရင်ဒီအမိတာလမ်းထဲမှာဖွင့်ထားတယ်ဆိုင်လေးကိုလာရောက်အပ်ပြကြပါအောင်လို့ဒါမိုးလေးတို့လူများများကဒါမိုးလေးတို့ကဒီဆိုင်မှာအများနဲ့လာပြီးအပ်ပြတဲ့အတွက်ဝန်ထမ်းတွေအားစားပိုင်ရှင်တွေအားစားအကုန်လုံးစိတ်သဘောထားကောင်းတယ်ပေါ့နော်ဖုန်းတွေဆိုလည်းအမျိုးစုံရှိပါတယ်ပေါ့နော်မိုဘိုင်းဆိုင်ဖြစ်ပါတယ်ဒီနေ့မိုဘိုင်းဆိုင်လေးဖြစ်တဲ့အတွက်အားလုံးပဲလာရောက်ပြီးအပ်ပြလို့ရပါတယ်ပေါ့နော်ဟိုကတော့သဘောထားကောင်းကြပါတယ်ပေါ့နော် ကိုတွေမတွေဘုံတလုံးဝင်ရင်3ရက်စိတ်ကြိုက်တော့ဘုံ3ဗျာမကြိုက်ရင်ဒါချေလို့ရပါတယ် ဈေးနှုန်းနဲ့အတူတူပြန်ပြီးတော့ချိန်ပေးပါတယ်ပေါ့နော် ပတ်စံတပြားမှမယူပါဘူး 3လတီးအစားဟိုက 3လတီးအာမခံချက်ရှိပါတယ်ယုံကြည်စိတ်ချရပါတယ်မှန်ကန်ကြောင်းကျွန်တော်တို့ကညာအဲ့ဒါပါကျွန်တော်တို့ချစ်တယ်ဟော ဒီကမှမရ ဒီကောင်မောင်နှမမျိုးကျွန်တော်တို့ကတော့ဒီဖုန်းတိုင်းမှာအများနဲ့အားပေးပါတယ်ဒါကတော့ကျွန်တော်ချစ်သုံးပေးပါနေတာအရင်ချစ်ရတဲ့လူလေးပေါ့သူ့ကိုကျွန်တော်ဘလို့ချစ်လို့ချင်မှမသိဘူးကျွန်တော်သူ့နေ့တည်းကျပူပြီးကိုချစ်ချစ်လာခမတို့ကျွန်တော်တို့အချစ်မခံနိုင်ဘူးလားချစ်ခံမရုပ်လည်းမဟုတ်ပါဘူးကြည့်ရတာဆော်ရကြည့်မရုပ်ဘူးကျွန်တော်ကလေဒီနေ့နားမှာကြည့်အရာအဆင်ပြေနေလို့ဟုတ်ကဲ့မနော်ဒါတော့ဒါကြောင့်မမမချစ်ဘူးလားချစ်တာဒါဆိုဥပမာ ချစ်အားပွားပေး အားပွားပေးအပွား ကျွန်တော်တို့သိချစ်တာဗျာကျွန်တော်တို့ရမ်းချစ်တာဥစုဘက်ချစ်တာ စပယ်လို့ကမရပြတ်တော့ ကျွန်တော်မိမတွေကျွန်တော်ချစ်လို့သပင်လာလုပ်ပေးတာပတ်စံချီလို့တော့မဟုတ်ပါဘူးဗျာကျွန်တော်တို့တန်ငယ်ချင်းရပါအလဲကခင်လို့အိမ်မက်နေလာလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့သပင်ညက်ဆိုင်ရောက်နေတာပါ
ကျွန်တော်တို့ချစ်တဲ့ကြီးစုတဲ့လူကျွန်တော်အားပေးပါဦးဒီကပြောချင်ပါတယ် အားလုံးပဲလာပါတော့နော်အခုလိုမျိုးအားပေးတဲ့အတွက်ဝမ်းသာပါတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါလည်းဟိုအမလိုမျိုးထင်ရတဲ့အမပေါ့နော်လုပ်ပြတာပါ ကျအဲ့ပေါ်ထိုင် မဟုတ်လေ ဒီပေါ်ထိုင်မယ်လေ မနိုင်လေခဏကိုမဟုတ် အဖတ်ထားလေ မဟုတ်ဘူးကျိုးမယ်လေခုံ ထိုးထိုင်မရဘူးလား မရဘူးလေတယောက်ကပဲထိုင်လို့ရတယ်မဟုတ်ဘူးလေလို့ အဲ့ကျွန်တော်ဒီလိုပဲသူ့ဒီပဲကြည့်တော့မယ်ဗျာဘာဖြစ်လို့လဲဆိုသူ့ရဲ့အလားတရားကျွန်တော်ရင်းမှုကတော့ဒီလိုပဲမြည်ပြီးတော့ ဒီတိုင်းလေးနဲ့ကြည့်လို့ကောင်းရမ်းလာနည်းနည်းချီလေးနဲ့ ဒီလိုရုပ်မျက်နှာချေလေးနဲ့တော့ကျွန်တော်ကြည့်အရင်ကြောက်တာလေပြောတော့ကျွန်တော်ကြည့်အရင်လှတယ်ဆိုပဲသူ့မျက်လုံးထဲမှာလေအချစ်မျက်လုံးထဲဝင်နေတာမသိဘူးဟုတ်လား ချစ်စရာကောင်းတာဒီမျက်လုံးလေးနည်းနည်းချီလေးနဲ့နာရန်လေးရတော်တော်လေးအကောင်းလေးနဲ့လက်ဆန်းလေးရတော့ပြည့်ပြည့်လေး ဖူးလေးလေဘလို့ပြပြလေး ပြဲသွားရဲ့နေပူသွားလို့ ကျွန်တော်မတည့်ရတင်နေလားပါကျွန်တော်တို့အားပေးပါဦးနော်ချစ်တဲ့လူတွေ အားလုံးလည်းချစ်ပါတယ်လို့နော်မူလေးကအားလုံးချစ်ပါတယ် ဟုတ်ကဲ့မင်္ဂလာပါဒါတော့ တရသီးစားတဲ့တဲလေးပါ ဟုတ်ပါဘူးတည်သည်စားပြီးွားကြီးလေခေါင်းကပဲစားပြီးလို့ဗီဒီယိုတော့တင်ပြီးွားကြီး အေးလေတရသီးစားနေတူလို့တရသီးတဲလေးပေါ့လို့ပြောတာလေ ဟုတ်ပြီကျွန်တော်တည်သည်စားတဲ့ပုံလေးကိုအားပေးပါဦးဒါကတော့ကျွန်တော်ပြောတော့ပါဘူးဒါကတော့ကျွန်တော်ပြောတော့ပါဘူး မပြောပါနဲ့ပြောလည်းမကြားချင်ဘူးမပြောပါနဲ့ မကြားကျင်လို့ဟိုမှာနားတော်ထောင်းနေတာ ဟုတ်လို့လားနားထောင်တာသူတို့မဟုတ်ဘူးဒီမှာလေရှင်စစ်မှာနားထောင် ငါနားကိုရမ်းမကြိုက်တယ်ငါနားလေးကမှကြီးတဲ့လူရဲ့အသေးတချမ်းနဲ့ဒီနားလေးက မုံတိုင်းနေပါတိုင်ဒီနားလေးနဲ့အုပ်ထားစီဒီဝါ မုံနဲ့မတိုက်နဲ့မုံနဲ့နိုင်ကိုရင်ကိုနဲ့လာခဲ့ ရှင်ဝင်နဲ့လာတော့တတူးတွေနဲ့ပြည်နေဘယ်နဲ့သွားနေ တတူးမရှိတဲ့နေရာမှာထားမှာပေါ့အဆိုင်နေရာမှာထားမယ်ရင်မထဲမှာတော့ထားလို့မရတော့ဘာဖြစ်လို့ရင်မထဲမှာတူရှိနေရတော့ ဒီတိုင်းတော့မျိုးချနေအဆိုင်နေရာမှာဆိုတေဝါမှာပေါ့အစာကြည့်ပြီးတော့ ဘလို့သေးမှာတယ်လို့မိမရဲ့အဆိုင်တောင်ကြီးမှာထားမှာပေါ့လို့ကိုအားပေးတဲ့လူတက်တက်ရင်းနေကနှလုံးသားမှာတယ်ထားပါတယ်ကိုချစ်တဲ့လူရင်းနေကနှလုံးသားတွေကဒီဘက်ချမ်းမှာကိုမိမတို့ဒီဘက်ချမ်းမှာဟိုတက်တက်စီပေါ့ ဒါဆိုဒီအလဲတက်တဲ့ဘာမှမရှိဘူး အလဲတက်တက်ရတယ်အလဲတက်တက်ကိုယ့်ရဲ့ဘဝလမ်းကြောင်းလေးတွေကိုရင်းနေကဘဝရဲ့လမ်းကြောင်းလေးတွေ ဒါအလုပ်သွားရတာ မဟုတ်ဒီ ဟုတ်လမ်းကြောင်းလေးဘဝလမ်းကြောင်းအလုပ်သွားလေလမ်းပြော အဲ့ဒါကလမ်းကြောင်းကိုလူတွေကိုပျော်ရွှင်မှုပေးတဲ့လမ်းကြောင်းလို့ပြောတာ ပါရမီတော့ရှိရနော် ပါတမီရှိသူရုပ်ကိုလည်းကြည့်တာ ကြည့်ရတာရုပ်ကချစ်မှုတစားမှမပါဘူး ဒီလိုချစ်ဖို့ကောင်းတဲ့ရုပ်လေးကိုချစ်ဖို့မပါဘူးလေနော်မျက်လုံးမမြင်ဘူးလားမသိဟမ်မျက်လုံးပါလား ဟောမျိုးလုံးပါလို့မြင်တာပေါ့လို့ ဟိုမှာငါ့ကိုဒီတော့ချောတယ်တော့ပြောတဲ့လူကပြောနေချစ်ဖို့ကောင်းတဲ့လူကကောင်းတယ်ပြောနေတယ် ငါလှပိုင်ရှင်ကြီးရအောင် အဲ့လိုပြောနေလေအလားမယူငါဆက်တာ တေချာကြီးပြုံးလိုက်ကျူသားရုပ် မင်းသားရုပ် မှားသွားလို့ပါတစောင်းလေးကြည့်လိုက်တကယ်တူတာတစ်ကလေးဟုတ် ဟမ်ဟုတ်တယ်တိတ်ကြဲဦးမဟုတ်လေမင်းသား အေးလေမင်းသားပဲလေအဲ့ဒါတစ်ကလေးဟုတ်ကလည်းမင်းသားပဲလေ ဟုတ်လေတိတ်ကြဲကတရိษံဖြစ်နေပြီငါတရိษံကောင်းကြီးဖြစ်နေပြီတိတ်ษံမဟုတ်တော့ဘူးထင်တယ် ပြောပါဘူးအဲ့လိုအိုင်းနဲ့တော့မပြောမိပါဘူး ဟုတ်ပါဘူးလူပဲဆွဲနေဆွဲပါဒီနေရွယ်လေးတော့မထိခိုက်ပါနဲ့ဒီနေရွယ်လေးကငါအတက်မို့လို့ ဒီထက်မှအသက်ရှိတယ် ငါနှလုံးသားရဲ့အတက်ကဒီထဲမှာထည့်ထားတာနေရွယ်လေးထဲမှာထည့်ထားတာ လက်ရောက်တော့ ဟုတ်လေနေရွက်ကနိုင်ရောင်းလို့ရလို့လားလို့တရရောင်းလို့ရလို့လား သူများတစ်ခုပဲရှိရလေနင်ကနှစ်ခုပါနေရလေနေရောက်က မဟုတ်လေလူတိုင်း တစ်ဖက်ကိုငါတို့ကနှစ်ခုခွဲလို့ရနင်တစ်ဖက်တည်းကနှစ်ခုရှိနေတော့ပုံများနေလား ဟုတ်လေဒါတမင်းတဲ့စတိုင်းဖြစ်အောင်လို့နားလေးကိုကြီးထားတာငကားလေးဖြစ်အောင်လို့ မျက်လုံးကအဲ့လောက်ပြူးပြတယ်မလို့ကိုတွေကပြူးပြဲစိတ်ချော့ ဟုတ်လေစိတ်ချုံတော့နေထူတာပိုတက်နေတယ် ချောင်းဆိုးနေလို့ကျမကြီးဖြစ်သွားမှာဆိုလို့စိုးရင်တကြီး ဟု နဲ့ တ်လေရှင်းပြလို့ပါအထက်ကအသေးတွေပဲကျွေးမဝိုင်းတာမသိဘူး စိုးရင်လို့ချပေးတာလေ ရပါတယ်နေဆိုရင်ငါကြောက်လို့ပါကြောက်လို့ပါ ငါ့ကိုလှတယ်ပြောဆိုတော့နည်းနည်းလက်ခံတယ် နေယူ တခြားပြန်လို့ရခေါင်းကပုံသားတခြားပြန်လို့ရတူရတလားရေမြင်းနဲ့ ဟမ် ရေမြင်းနဲ့ ဘာလို့အရင်မင်းနေတို့ အော်နာမည်ကောင်းရထားတဲ့တော့မေ့သွားတာရေမြင်းဆိုတာနာမည်ကဘာမှအရှိဆုံး ရင်မင်းတော့မလုပ်ပါနဲ့ဟာဟိုဟင်းဝင်ရန်တို့မြင်းမြတ်တို့ဟိုဗါလဲနေတိုးတို့ဗါလို့နည်းနည်းတော်သေးတာပေါ့ အေးပြောတော့တာပြောတာတူတူလူလူတော့ရှိတာ ရှိတယ် ဘီလူကနဲ့ ဟုတ်လေဘီလူကတည်းကဓာရိုးတယ်အားယူလို့ဒီမှာအပြုံးတစ်ပေါက်တော့ကိုယ့်ရဲ့အပြုံးတစ်ပေါက်နေတဲ့တေးစီနိုင်တယ်တဲ့ငါရဲ့အပြုံးတစ်ပေါက်ကြီးကျင်တဲ့လူကကြောင်အောင်ကြည့်လို့မရဘူး အေးလေပြုံးလိုက်တာနဲ့တခါတည်းအသက်ကြီးရောပါတခါတန်းလျှော့သွားတာ ငါရဲ့ပြုံးလိုက်တယ် ပြုံးပြလိုက်တဲ့အပြုံးချောင်းတန်းပြီးလျှော့သွားတာတကြောင်မှတဆိုးမရှိတော့ဘူး ဟုတ်လေ ဟုတ်တယ် ရှောသွားတာမဟုတ်ငါရဲ့အပြုံးကြောင့်စိတ်ချမ်းသာပြီးအေးချမ်းသွားတာ အေးချမ်းသွားတယ်တခါတည်းအပီးကိုဖြစ်သွားတာအဲ့ဒါ မဟုတ်ဘူးမိမရဲ့ မပြုံးပြပါနဲ့ ဟုတ်ပြုံးပြတာလေးချစ်ဖို့ကောင်းတယ်တဲ့အပြုံးလေးက
ဘူးမှမမေးသွားမကြည့်ပါနဲ့ခုကြည့်နေတဲ့လူတွေလန့်ပြီးတော့ဖျားသွားရင်9ရက်ဖျားသွားမှာဆိုလို့နောက်နည်းနည်းလေးရွှေ့သွားဒါသဘောကြတာရီသားလဲတော့တစ်ချောင်းအောင်မရှိ မဟုတ်သွားမရှိတာမဟုတ်ဘူး အသေးမရှိတာ ငါတို့မို့ငါ့ကိုကြည့်နေတဲ့အားပေးတဲ့လူငါတို့မို့သွားကြိုးပြီးတော့စောကြည့်အောင်လို့တမင်တက်ထားတာပေါ့ အဲ့ဒါလို့အဲ့ကြောင့်မို့သွားသူများရိုက်ချိုးရတာပေါ့ သူကရချိုးရတာမို့စောကြည့်အောင်လို့သွားကြိုးခံထားတာ ဩ ငါတော့သွားကြည့်သွားကြိုးလို့နေတော့ငါယူထားတာမဟုတ်လား ဩတကြိုးလေးပေါ့ တကြိုးချစ်စရာကောင်းတကြိုးလေး ဟဲတေချာကြည့်တကယ်တူတာကင်းနေရောရုပ် ဟုတ်တယ်ညနေကျိုးကအပင်ပေါ်တက်တဲ့ကောင်လေငါအပင်ပေါ်တက်တဲ့ကောင်မဟုတ် န လား င်းနဲ့အပြင်မှာတက်လို့ခုနတရတိစားတာလေ ဟောတရတိကငါရင်ထဲမှာတောင်းလာလို့ငါစားပေးတာဟောစားပြပါဆိုလို့ငါစားပေးတာ ညစားတာဗဇက်ကြီးနဲ့စားပြသွား ပဇက်ကြီးနဲ့မစားကြတော့လေဖိန်နဲ့စားတာဖိန်နဲ့လူဟာပဇက်နဲ့မစားငါဘာနဲ့စားမှာ မသိဘူးလေငါတစ်တော်လေးကြည့်တယ်တစ်တော်လေးတည်းမှာသူများတွေကတပြည့်လူစားညဖင်းကြီးနဲ့စားပေါ့ဗဇက်ကြီးနဲ့မစားဗဇက်နဲ့တော့မစားပါနဲ့တေချာကြည့်ဟဲကြောက်စရာကြီးပါဟဲတကယ်ကိုကြီးရုပ် ဟုတ်စရာကြီးမဟုတ်ဘူးမိမရဲ့ချစ်စရာလေးပါနေဒီဘက်ငါ့ကိုချစ်တယ်ဇိုးဘာငုံတော့မှာတော့ မပြောမိပါဘူးတခါမှလည်း ငါ မငိုပါနဲ့လားဟဲပိတ်တာမျက်ရည်မြင်မကြကောင်းပါဘူးပိတ်တာမျက်ရည်မြင်မကြကောင်းဘူး ငါ့ကချောမှငါသိတယ်ငါ့ကတော့ငါရုပ်ကမှန်တယ်မှမကြည့်ရဘူးဘာဖြစ်လို့ငါရုပ်ကကြည့်ပြီးနန်းလန်သွားလို့ကြောက်လို့ အားကြောင့်မှအိမ်မှာတော့ဝယ်ထား ဟိုဒါပေမဲ့ဖုန်းထဲလူတွေကငါမျက်နှာလေးမြင်ရရင်တဲ့အရန်အေးချမ်းတယ်တဲ့အရန်ပျော်ရွှင်ရတယ်ဆိုလို့ငါမျက်နှာလေးကိုလူတွေကြည့်နေကြည့်ရှုတဲ့ကင်မရာပေါ်လေးပါလေးပေါ့တရားလေးပြုံးပြီးတော့ပြပေးရတယ် အနောက်နည်းနည်းသုတ်ပြောပရိတ်သက်စိတ်ဆင်းအောင်မလုပ်ပါနဲ့တရားစွဲခံလိုက်ရမယ်နော်ပရိတ်သက်စိတ်ဆင်းအောင်မလုပ်နဲ့ ပိဋကဆေးစင်းအောင်မလုပ်ဘူးမင်းပိဋကအားပြအောင်ပဲရှေ့အောင်ပဲငါတို့ကလုပ်ကြမှာဟုတ်တယ်နော်ဦးကြည့်နေတယ်ဟုတ်တာဟုတ်တယ်တဲ့လေဦးရပြောနေဦးကြီးမင်းတို့ရေဘလူချောတယ်ကျွန်တော်လားဟုတ်တယ်ဦးကြီး ဘူးမှမမေးပြောလည်းမပြောဘူးရေးမလည်းမထားဘူး ဟုတ်တယ်တဲ့ တအားကြီးလည်းဝမ်းသာမနေပါနဲ့ ဒီနေ့အပြုံးကကပောင်းမှာကိုရီးယားမင်းသားအပြုံးတော့ဘယ်အောင်လို့ဘလူမိပါနဲ့ဒီနေ့ကရမ်းချစ်ဖို့ကောင်းတာကိုလည်းကိုကိုဂုံမိပါတယ်ဒီတော့ရမ်းဆောက်ချိုးကြီးဖြစ်နေဆောက်ဆိုးကြီးဖြစ်အောင်ဘယ်လိုလုပ်ရမလဲစဉ်းစားနေနေ သူကဘာနာနာရဲ့တပည့်ဘာဘန်ကလာယာဂျိုးဘန်ကလာယာဂျိုး ဘယ်လိုဘန်ကနေရကျိုးတယ်လို့ လေဘာနာနာရဲ့တပည့်ဘန်ကလာယာဂျိုး ဦးကြည့်နေရလူရတယ်တောင်းဆိုအာဝါဒီချက်တော့ပေးပါပါတဲ့အာဝါဒီချက်တော့ပေးအောင်ငယ် အဝတ်တစ်ချက်ပေးရမှာ อืม ဗဇက်နဲ့မနှမ်းလို့မရဘူး ဟုတ်လေပါဇက်နဲ့မတော့ခင်းနဲ့နားရမှာလားတရားနဲ့နားရမှာလားဒီပါဇက်နဲ့တို့ဒီရဲနှခမ်းနင်းနေရဲ့မိမရဲ့အာဝါဒီအဲ့လိုပေးရင်လို့ နှခမ်းမပါဘဲနဲ့နမ်းလို့ရလို့ရှိရင်လက်ခံ ဟမ် နှခမ်းမပါဘဲနဲ့ဒီတိုင်း အဲ့ရတယ်မျက်လုံးနဲ့လမ်းမလား တော်တော့ဖျားကျင်ဖြစ်သွားပါပြီ တော့ကွာနှခမ်းနေတစ်ချက်တော့တရှူတော့တခါတည်းပဲနော် အရန်ကောင်းပြီလို့မွေးနေတာပဲပါရီက တနခါမလိမ့်ထားဘူးလေဘာအောင်မွေးတာ ဟုတ်လေတနခါမလိမ့်တာတွေအရန်အမွေးနေတာပဲအရန်ကောင်းတယ်အရန်ကြိုက်တယ်အရန်ကောင်းတယ် တရက်ကရိုက်ပါလားတဲ့တရက်ကရိုက်မှာတရက်ကလေရီထားလို့သဘောကျလို့သူ့ထားတဲ့နေနဲ့လေ ဟောကြီးတာတွေကအတတ်တဲ့ ပြောပါ ပြောတယ်ပြောတယ်အားတို့ကြည့်တယ်လို့ကြည့်ဦးကြည့်ကောင်းမယ်ဆိုရင်ဟိုတဘောမှာကိုယ်ချစ်တဲ့လူအလိုလိုရှိနေတာတဲ့မလားကိုကလက်ချစ်တယ်မလို့ ဩကိုကလိုက်ရှိချင်သေးတယ် မဟုတ်ကိုကလက်ချစ်တယ်မကိုအားပေးတယ်ကိုချစ်တဲ့လူအော်တိုကြည့်ကိုတို့ကြည့်ပြီးသားပဲ တေချာကင်မရာကိုကြည့်လိုက်စမ်းပါဒီရုပ်ကိုချစ်တဲ့လူကရှိသေးတယ်မျက်လုံးလေးပြုတ်ပြလိုက်စမ်း ဟမ် ပုံမှန် တောင်းမလားငါ့ကိုချစ်တာနေကိုချစ်တာဆိုတာသိကျင်လား စမ်းကြည့် ကျွန်တော်ကိုချစ်ရင်ကောမန့်မှာဒါမျိုးလေးတွေဟော I love you အသေးလေးတွေ I love you နဲ့မတူလက်ကတိုးနေလို့ ဟုတ်လေ I love you ကထင်းဝင်တယ်လို့ပြည့်နေအသက်ကိုနည်းနည်းလေးဒီလိုပီပီလေးပြပါလား ဟုတ်လေအဲ့ဒါညီတို့ပြပြလား မဒါမျိုးလေးအသေးလေးအသေးလေးအဲ့လိုမျိုးလေး အဲ့ဒီတရားအဲ့ဒါအ မ ပေါ်ရ အ အ သေး သေး အဲ့လိုမဟုတ်ပဲဒီလိုလေးဘယ်လိုဖြစ်လို့တိုးတာ အဲ့ဒါအဲ့အသေးကအပေါ်ရအသေးရင်ထဲကအသေးအစ်စ်ကဘလို့အသေးအသေးဒီမှာဒါမျိုးလေး तू ကတိတိလေးပေါ့တိတိလေးပတ်ကင်လေးပေါ့ဘလို့မှမဖောက်ရသေးအသေးအာရင်ထဲကအမှန်အသေး ပါကင်းကမဖောက်ကတည်းကမဖောက်မဲ့လူကမရှိတော့ဒီကဘာမှမရှိတော့ ဟုတ်လေပတ်ကင်နေဖောက်သွားတာလေ မဖောက်ဘူးမဖောက်ပါ အားရဲ့ချစ်တီအားလုံးဘသူမှမပေးပဲတဲ့နေတယောက်တည်းကိုပဲပေးထားရတာ
အရန်ချစ်လို့ ယောက်ျားကြီးနဲ့အောင်မလေးဟဲ့ အရန်ကောင်းတယ်မလား နှာခမ်းမွေးတွေဆိုးနေရ အရန်နဲ့ကောင်းတယ်အရန်နဲ့ချစ်တယ် ကဲဆိုတော့ဗျာနော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ကြမှာသေးတယ်အားလုံးပဲတဒါ